အားလုံးပြန်ဝင်ရတော့တရုတ်နိုင်ငံကလာတဲ့ Mr. ကန်စီကွေးဖြစ်ပါတယ်သူကတော့ကျွန်တော်တို့မနိုင်လို့ရှိရင်တဲ့တနိုင်ငံလုံးကိုလောက်ကမ်းမားတွေမရောင်းတော့ဘူးတဲ့တင်မြေ King Nottingham the First နဲ့ King James တို့ရဲ့တော်ဝင်မင်းသား Queen Elizabeth တို့ရဲ့သား Charles Henry the First ရဲ့အဖေမတူအမေကွဲတငယ်ချင်းဖြစ်တဲ့ John ဖြစ်ပါတယ်တဲ့သူ့နာမည်ကတော့ John ပါတဲ့ Okay ပါဟဲ့အောင်အရှိကြီးပဲဘာလို့မင်းအဲ့ဒါရေးထားရတယ်ကွာဟုတ်ပြီအဲ့တော့ तू ကတော့မနိုင်လို့ရှိရင်တဲ့ဒီ Premier League ပွဲတွေကိုဆက်ပြီးတော့မထုတ်လွှင့်တော့ပါဘူးတဲ့သေရော Okay ထားပါတော့ဒါကျွန်တော်လည်း Premier League မကြည့်တော့ပါတော့ရပါတယ်ဒါမင်းမလွှင့်ချင်လည်းမလွှင့်နဲ့ပေါ့အမန်ယူလည်းအမြဲတမ်းရှုံးနေအောင် Okay Okay အဲ့တော့နောက်တစ်နိုင်ငံကကြတော့ကျွန်တော်တို့ဂျပန်နိုင်ငံဖြစ်ပါတယ်ဂျပန်နိုင်ငံက Toyota Ajinomoto ကမနိုင်လို့ရှိရင်တဲ့ဒီ Godzilla ကြီးကိုလွှတ်ပစ်မဲ့တဲ့ဟာနောက်တစ်နိုင်ငံကတော့ရုရှားနိုင်ငံကလာတဲ့ Mr. Suka ဖြစ်ပါတယ်သူကတော့မနိုင်လို့ရှိရင်တဲ့ဒီရွာကြီးကိုနျူကလ িয়ার ကြီးနဲ့ကျဲပြစ်မယ်တဲ့ရောက်ကြီးအကြီးရွယ်ကြောက်စရာကြီးနော်ဒါပေမဲ့အိတ်ထက်ပိုကြောက်ဖို့ကောင်းတာက USA ကမနိုင်လို့ရှိရင်တဲ့ဒီရွာကြီးကိုရုရှားတပ်ပိုကြီးတဲ့နျူကလ িয়ার ကြီးနဲ့ကျဲပြစ်မယ်တဲ့မြန်မာနိုင်ငံကိုစားပြုမောင်အောင်တီးရတော့တဲ့သူမနိုင်လို့ရှင်လဲရပါတယ်တဲ့မင်းအတွက်ဆိုအရာရာရှုံးပေးပြီးသားပါတယ်ဟာဟောခဏလေးခဏလေးမင်းပါရှောက်ရေးတာဟောအော်ကျွန်တော်ပြန်ပြောရမယ်သူဘာပြောလဲဆိုရင်တဲ့